အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel ကအားလုံးကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ရဲ့ပထမဆုံးဗီဒီယိုအနေနဲ့ Gravity V2 ဘယ်လိုတင်ရလဲကျွန်တော်အသေးချာပြောပြပေးသွားပါမယ်ဗီဒီယိုလေးကိုကျွန်တော် Gravity V2 တင်ပြီးသားဖြစ်တော့အတူချုံလေးပဲတင်ပြပေးပါမယ်ပထမဆုံးအဲ့ Gravity V2 တင်မှုဆိုရင် Custom on test C မှာရှိတဲ့ဒီ boss ဒီ mystery and science ဆိုစကားတော့ပြောမှာပေါ့စကားတော့ပြောချင်မှာ admin panel ကိုနှိပ်မယ်နှိပ်ပြီးရင် okay ဆိုတာနှိပ်ပြီးတိုင်းတော့အမှပေါ်လာမယ်ဗျာပေါ်လာပြီးရင်ကိုလုပ်ချင်တဲ့ video မှာရွေးပြီးရင်အမှနောက်ဆုံး question နဲ့ kinetic amplifier ပုံနေနေမယ်အဲ့ဒါကိုနှိပ်ပြီးရင်step reset ဆိုတာနှိပ်လိုက်ရင်တော့စပြီပေါ့စပြီဆိုရင်ဟို MPC 15ကောင်ကို gravity M1 နဲ့ပဲသူကတက်ရမှာ gravity M1 နဲ့ပဲတက်ရမှာကျွန်တော်တော့ mastery တင်ရင်းနဲ့ဆိုတော့ဒီ data dimension ကောင်တွေတက်လိုက်ပါတယ် data dimension ကောင်တက်ပြီးကျွန်တော်ပြန်လာလိုက်ပါတယ်ကျွန်တော်ဒါကကျွန်တော်အကုန်လုပ်ပြီးသားပါpro က mastery 9အထိတငိုတည်းတင်ပြီးသားဆိုရင်တော့ C1 ကောင်တွေတက်လိုက်ကောင်းပါတယ်နောက်တစ်ခုကကြတော့သူကပြီးရင်တော့သူကkinetic amplifier 1ကို complete reset လုပ်ဖို့တော့သူ့ AC ပဲပြန်သွားမယ် view နေပြီးရင်မှ100ခန်းလို့နေရာမှာ complete reset ဆိုတာပေါ်နေလိမ့်မယ်ဗျအဲ့နှိမ့်လိုက်ရင်တော့ရပြီပေါ့ဒါပေမဲ့ material တော့တောင်းတယ်ဘာလဲဆိုတော့အမှ value rivet ထဲကဟို value rivet ထဲမှာရှိတဲ့ retorted material ဒီ retorted material ဒီခုကျွန်တော်ပြမယ်အားလေးပေါ့အဲ့မှာအစိမ်းရောင်လေးနဲ့အမှကျွန်တော်မှာ10ခုရှိတယ်ပြနေเนาะအဲ့မှာ retorted materialကျွန်တော်မှ10ခုရှိရပြတာ retorted material လုံရဲပြီးရင်mystic droplet တခုလိုမယ်ပြောဗျာကျွန်တော်မသိလို့ YouTube တော့ကျွန်တော်တော့ပြန်ကြည့်လိုက်သေးတယ်မေးနေလို့အဲ့လိုအဲ့ပေးလိုက်ရင်တော့ရပြီပေါ့ complete reset လုပ်လိုက်ရပြီအမှ Z ability ကတော့ပြောင်းသွားမယ်ဟိုအရင်က V2 မတင်ရတဲ့ဟာနဲ့မတူတော့ဘူးပြောင်းသွားမယ်ပြောင်းသွားပြီးရင်နောက်ထပ်အဲ့ X ability တင်ဖို့ admin panel စကားသွားပြန်ပြောရမယ်ပြောပြီးရင်အမှသူကနောက်တဲ့ quest ကိုပြင်မယ်ပေါ့ kinetic amplifier 2ဆိုရင်မှလာမယ်အဲ့မှာကျွန်တော် view နေပြီးရင်view နေပြီးအဲ့နေရာမှာ view နေပြီးအဲ့နေရာမှာကျွန်တော်တို့အဲ့ step reset ဆိုတာနှိပ်ပေးရမယ် step reset ဆိုတာနှိပ်ပြီးဆိုတာねကျွန်တော်ရပြီပေါ့အဲ့နှိပ်ပြီးရင်အမှပထမဆုံးဟိုတိုင်းအတိုင်းပဲလုပ်ရမှာဒါပေမဲ့ तू ကအကောင့်30တက်ရမယ်gravity M1 နဲ့အမှကျွန်တော်ကအကောင့်ဆုံးနဲ့တက်လိုက်တယ်တက်ပြီးသူ့စကားပြန်သွားပြောတယ်သွားပြန်ပြောတော့အမှ तू ကအမှ material တောင်းတယ်ပေါ့ဗျာအမှ view နေတယ် view နေပြီးရင်မှ complete reset ဆိုတာနှိပ်လိုက်တယ်နှိပ်လိုက်ရင် bro ကိုပထမဆုံးကအတိုင်းပဲ material တောင်းလိမ့်မယ်ဒါပေမဲ့ तू ပုံများသွားတယ်ဗျာပုံများသွားတဲ့ဟာကို brother ကအနည်းဆုံးဒီ retorted ရဲ့အဲ့အပေါ်က mystery drop black ကိုအနည်းဆုံးအခု30လောက်ဖန်တာပါကျန်တဲ့ချိန်တွေလည်းနောက် update တွေလည်းလိုရင်တော့နိုင်ပါတယ်ဖန်တာကြပါအဲ့ material ပေါ့အဲ့လောက်ဖန်နိုင်လုံတော့ပါအဲ့အကောင်ဆုံးနဲ့တက်ပြီးပေးလိုက်ရုံပါပဲ complete ပေးလိုက်ရပြီပေါ့နောက်တစ်ခုကကျတော့ depth matter imploration ပေါ့ depth matter imploration ကိုကျွန်တော်လွှဲပါတယ်ဗျာကျွန်တော် front တယောက်ရှိရင်တော့ front bolt ကို gravity M1 လေးနဲ့ထိုင်ထုနေလိုက်ထိုင်ထုနေလို့ရပြီသူကကျွန်တော် front မရှိဘူးဆိုရင်C dangerous ထဲကိုသွားပြီးမှအမှ C dangerous တွေကိုသွားပြီးမှ sharp bolt တွေကိုသွားဖြတ်စီးပေါ့ gravity M1 နဲ့နှစ်ပုတ်လောက်ဆိုရင်တော့ရပြီဗျအဲ့လောက်ဆိုရပြီရပြီသူစကားပြန်သွားပြောတဲ့အချိန်မှာသူကသူက complete reset လုပ်ပြရမယ်ပေါ့ complete reset လုပ်တဲ့အချိန်မှာသူကတောင်းမယ်ဗျ material တွေတောင်းမယ် material တောင်းတဲ့အချိန်မှာပေးရမှာတော့အဲ့မအောင်ဆုံးအချိန်နဲ့ဒုတိယအချိန်ဟာအတိုင်းပဲ material နှစ်ခုအဲ့ဟာတွေလိုမယ်အဲ့နှစ်မျိုးလိုမယ်ပြီးရင်နောက်တစ်ခုအဲ့ C2 က green zone မှာရှိရဲ့ Fujita boss ကိုတက်ပြီးကြားတယ်အဲ့ material တစ်ခုလိုမယ်အဲ့တစ်ခုဆိုရင်တော့ရပြီပေါ့အဲ့ number 3ကိုတင်လို့ရပြီတင်လို့ရပြီ number 4အဲ့ number 4ကိုကြာသူကအဓိကသူကတော့ကျန်းတဲ့ဟာကိုပြောရမယ် mastery 9အထိလည်းတော့တင်ရဆိုတော့ခတ်တယ်ဗျာ mastery 9ဆိုတော့ gravity နဲ့ time fan တွေဟာအဆင်မပြေဘူးအဲ့တင်ပြီးမှရလာတဲ့ mastery ဆိုတော့တော်တော်လေးကျန်းတယ်တော်တော်လေးခတ်တယ်ဗျပြီးရင်နောက်တစ်ခုကဒီပထမဆုံးသူက quest နှစ်ခုလာတယ်ဗျာပထမဆုံး quest ကကြာတော့လွယ်တော်တော်လေးကိုလွယ်အမှ step reset ဆိုတာနေလိုက် step reset ဆိုတာလုပ်ပြီးအမှပင်လဲထဲသွားကျွန်တော်ကိုယ်တိုင်လုပ်ပြမယ်နော်အရင်လွယ်လို့ဗျဒီ C gas ထဲမှာပဲသွားလိုက်သွားပြီးရင်ဒီအောက်မှာပဲရေကိုအောင်မွန်းထိုင်ပြနေဗျာရေကိုအောင်မွန်းမှာတစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်အချက်20 30လောက်20 30လောက်ပြင်လို့ရပြီဗျအဲ့ဆိုသူကပြေသွားလိမ့်မယ်ဟိုကျွန်တော်ပြပြရတယ်ကျွန်တော်ဟိုတင်ပြီးသားဆိုတော့ဟိုဘာမှမဖြစ်တော့ဘူးဗျာမိတ်ဆွေတို့ပြကျွန်တော်ကဒီကျွန်တော် research ချရတော့ဗျာအဲ့ဆို100ပြည့်လိမ့်မယ်တော့ဖြည်းဖြည်းသွားနေ100ပြည့်သွားရင်စကားပြန်သွားပြောလို့ရပြီစကားပြန်သွားပြောရင်သူကဘာမှ material မှတော့မတောင်းဘူးဒီတိုင်းပဲအဲ့ complete reset ဆိုတာနှိပ်ပေးလိုက်ရုံပဲ
မကြည့်ကြည့်ပြမှာ complete reset ဆိုတာနှိပ်လိုက်နှိပ်ရင်တော့ရပြီနောက်တစ်ခုကကျတော့သူကခတ်တယ်ပေါ့နောက်ဆုံးတစ်ခုကခတ်တယ်နောက်တစ်ခုကခတ်တယ်ဆိုရင်သူက gravity user တွေတက်မှာ gravity user ကို M1 နဲ့ gravity နောက်ဆုံး last set ကို gravity နဲ့ရအောင်တက်မှာနောက်ဆုံး last set ကို gravity နဲ့မထိရင်တော့ကျွန်တော်ထိရင်တော့ဟိုကောင်းတာပေါ့ဗျခဲလို့ gravity ကိုဟိုတက်စရာလူမရှိဘူးဆိုရင် C2 က boss ကိုတော့တက် Fujita boss ကိုတော့တက်အခုကနာမည်ပြောင်းထားတဲ့ boss တော့တက်ပြီးသူကငါ10ခါလောက်တက်ရမယ်လေတွေ့10ခါလား10ခါလားမသိဘူးအဲ့လောက်တက်ရင်ရပြီပေါ့အဲ့လောက်တက်ပြီးစကားပြန်သွားပြောစကားပြန်ပြောရင်တော့ရပြီဒီနောက်ဆုံး V outward ကိုတင်လို့ရပြီပေါ့အဲ့မှာ material ကတော်တော်များတယ်ဗျ material ကဒီပထမဆုံးခေါက်ဒုတိယခေါက်တတိယခေါက်မှာတောင်းခဲ့တဲ့ reduced material လို့မဲ့ဒီ mystery droplet လို့မဲ့ပြီးရင်နောက်တစ်ခု moonstone လို့မဲ့ moonstone နှစ်ခုအောင်လို့မဲ့ဗျ moonstone နှစ်ခုလို့မဲ့ပြီးတော့ဒီ Fujita boss မှာကြားတဲ့အဲ့ material တစ်ခုနှစ်ခုထပ်လို့မဲ့ဗျအဲ့နှစ်ခုရယ်ကျန်တဲ့3ခုရယ်ဆိုတော့ရပြီအဲ့ဒါဆိုတင်လို့ရပြီနောက်ဆုံး V award ရိုးတင်လို့ရပြီမှာဒီကျွန်တော်ပြထားတဲ့ဒီဟာလေးအဲ့နှစ်ခုပေးရမယ်ပြီးရင် moonstone နှစ်ခု video တဲ့ material 10ခုအဲ့လောက်ပေးရမယ်ဗျာကျန်တဲ့ mystery droplet ကတော့ကျွန်တော်အတိအကျတော့ကျွန်တော်မှတ်မိတော့အမှဟို gravity အမှ V scale ကတော့ damage ရောပိုပြင်းသွားတဲ့ပုံပဲပုံစံကကျွန်တော်ကြည့်တော့တော့တိတ်မကွာဘူးဗျာဟိုကျွန်တော် mastery တင်နဲ့ကြည့်ရတော့မှတိတ်မကွာဘူးအခုဟာကျတော့နည်းနည်းပြောင်းလာတာမပြောင်းလာကျွန်တော်လည်းမပြောတတ်ဘူး Z ကတော့ကျွန်တော်ပြောင်းသွားတယ် X ကလည်းပြောင်းသွားတယ်C ကတော့သူကပြောင်းတယ်သူက2ချက်ကိုပြောင်းတယ်ဒီ gravity force ဟိုဟာအပြည့်နီးပါးတော့ဖြစ်ရင်ဖိပြီးတုံးလိုက်ရင်သူကတော်တော်ပြောင်းသွားတယ်သူကမြေကြီးကိုစုပ်တယ်စုပ်ပြီးရင်ပြန်တွန်းထုတ်လိုက်တဲ့ပုံစံမျိုးပေါ့ကျွန်တော် fruit door roll တောင်ပဲဗျဒါ fruit ပေါက်မှမသိကျွန်တော်ဒီကြားတဲ့ fruit ပေါက်တာတော့ဒီတော်တော်ကန်ကောင်းတယ်ဗျာဒီကက်ဆူနီရလိုက်ရဒီရလိုက်နဲ့အခုကျွန်တော် roll ကြည့်မယ်ဘာရမလဲမသိrubber ကြီးရ rubber fruit ကတော့တိတ်အဆင်မပြေဘူးဗျဒါပေမဲ့ we wall လာပါစေလို့ဆိုတော့မှာ rubber လေးဘာ on store လေးချက်ချလာဘာမှလည်း on store စုပ်လုပ်တယ်ကြီးပဲကျွန်တော်ဒီ moonstone ဘယ်လိုရလဲကျွန်တော်ပြမယ်ပေါ့ဗျာဒီကျွန်တော်ဂျားထဲမှာဒီ fruit kitsune တို့ဒီ kitsune တို့ဒီ yeti တို့ t-rat တို့ကကျွန်တော်3ရက်အတွင်းမှာကျွန်တော်2ခုစီရတာဗျာကျွန်တော်မှာ one plus story မရှိသေးတော့ကျွန်တော်ခြားကောင်းထည့်ထားလိုက်တယ် kitsune ဆိုတော့ကျွန်တော် fan နေနဲ့အောက်မှာတွေ့တာ fruit spawn တော့ကျွန်တော်မှာ noti တောင်မရှိဘူးဒါပေမဲ့ကျွန်တော် tiki မှာတွေ့တာ kitsune fruit ကျွန်တော်ကောက်လိုက်တယ်ကောက်ပြီးမှ yeti fruit လည်းအဲ့လိုပဲတွေ့တာနောက်တစ်ခုကကျတော့ yeti roll ရယ်ပြီးတော့ kitsune ကို roll ရယ်အဲ့လို roll ပြီးရကျွန်တော်ဒီကြားနဲ့ခုကျွန်တော် boss ကိုတက်ပြမယ်ဗျာဒီ boss ကိုကြာတော့ဟိုမျက်လုံးငှက်ရဲ့မျက်လုံးကြည့်ရတာပေါ့ဟို MPD 50တက်ပြီးတိုင်းငှက်ရဲ့မျက်လုံးတစ်လုံးကလင်းလာဗျာလင်းလာတော့ဟိုလင်းလာ၄လုံးလုံးလင်းပြီဆိုတာနဲ့ဒီအိုးကိုလိုက်ခွဲတယောက်ထဲနဲ့လုံးလို့ရတယ်အိုးရတယောက်ထဲနဲ့လုံးလို့ရတော့အိုးတွေကိုလိုက်ခွဲပြီးရင်ဒီ boss ကြီးက spawn လိုက်မယ်ကျွန်တော်ဒီမှာဘူဒါ user နဲ့မှာအိုးတွေကိုလိုက်ခွဲနေအခုမှ boss ပုံပြီးတော့အဲ့ boss ကိုကျွန်တော်ကြော်လိုက်တယ်ကြော်ပြီးကျွန်တော်စံကွမ်းသွားယူတယ်ဟာစံကွမ်းသွားယူပြီးမှအကောင်ချဖို့ပေါ့နောက်ဆုံးလက်ဟစ်ဒါပေမဲ့ကျွန်တော်သွားယူနေတဲ့အချိန်မှာပဲ boss ကတွေးရတေခံကြီးဖြစ်သွားပြီ hacker ကြီးတက်လိုက်တာမသိတွေးရကျွန်တော်တဝက်ကနေသွားလိုက်တာအမှတွေးရအဲ့လောက်ပဲကျွန်တော်လည်းအမှသူ့ကိုလက် damage သွားပေးဖို့စိတ်သွားတော့အမှကျွန်တော်ရမရအောင်မသိဘူးကျွန်တော် damage တော့နည်းပေးရတယ် 10% ကျော်ပေးထားတယ်ကျွန်တော်ရလောက်ပါတယ်အမှကျွန်တော် damage တော့ပေးလိုက်အမှတွေ့လိုက် moonstone နှစ်ခုရယ် fire feather နှစ်ခုရယ် fire feather ကကျွန်တော် egan video တင်နေချိန်3ခုလုံးပဲ moonstone ကကြတော့နှစ်ခုပဲလုံးပဲဗျအမှားပြီးရင်ဒီ accessory လေးရတယ်ပေါ့ဗျာဒီ accessory လေးဒီနေ့ video ကဒီထားပါပဲ